哈，高原远了，你哪来没搞嘛？爸嘞，有一来年搞嘛嘞，领导来得了。没有了，瓜，小闹闹的。那对你们搞的路骗你了，瓜。我那你现在连没对吧嘞？赔多少嘞？爸了，别多少嘞？哦，对嘞，就拿来给买一瓶药的。没有了，老比瓜。阿做姑俺三十万嘛啦，看到你们变了嘛。高原嘛别的。အခုလိုရှာရီထုံပြီးတော့ဘာသာသာအရသာမရှိဘူးဖြစ်နေတာပြီးတော့ငါအားနေနေတယ်ခံစားရတယ် 哦，အဲ့ဒါမြင်မြင်ဟိုတွေးလိမ့်မြင်ညွတ်တာနေရောအဲ့လောက်တော့ကျွန်တော်လည်းလုပ်ပြီးလို့ရတယ်ကြောက်ရုံနေပါ တကယ်ပြောရလားဟိုအဲ့ဆိုလို့ရှိရင်ငါ့ကိုစိတ်လေးပဲဆက်ပြီးသား ခဏစောင့် သားလေးပြန်ရောက်နေပြီအမေလည်း duty ပြီးသွားပြီသားလေးရဲ့ဆေးရုံမှာသားလေးတည်တဲ့အတိုင်းပဲဆရာဝန်နဲ့ nurse အင်အားနေတယ်လူနာပုံများနေတယ်သားလေးရဲ့အမေသားလေးဗိုက်စာနေပြီအမေတခုခုစီစဉ်လိုက်မယ်နော်ညစီတင်လိုက်မယ်သားလေးရတယ်အမေကျွန်တော်အပြင်မှာပဲစားတော့မတော်ပါနဲ့သားလေးရဲ့ထမင်းလက်ဆောင်စားအောင်လေဟင်းနေရအရန်သိရှိတယ်နှွှေးလိုက်ရုံပဲခဏလေးဒီဆေးကိုလက်ဖေးစုံနဲ့တရက်ကို2ကြိမ်တော့ဩရေများများတောက်ဖို့လည်းမမေးနဲ့နော် ဟဲ့ဟိုမင်းဟာဟုတ်ကောဟုတ်ရလား တိုင်းဆေးဆရာကြီးဦးစိန်မောင်ရဲ့တားပါဗျသိချလက်ချတာတော့အဘအဲ့ထက်တေးဆေးတော့မထည့်ထားတော့ပါဘူး ဟမ်အော်အေးပါကွာအေးပါဟိုစေးဖို့อ่ะ ဩအချင်းနေပဲဗျာဟိုစေနာရှိတော့တာများများပြီးလိုက်နော် ငါတော့ရမယ် လူလိုကြီးကငါပြောရယုံပြီးယူသွားပြီဟာဘာစီထဲလိုက်တာငါထဲလိုက်တဲ့စီလေငါမမမေ့အမဘာတော့ဒီထဲမှာအန်ရရှိရအောင်မထည့်ထားတော့ဘူး ညဒီကြောက်တဲ့ဘာတွေပြောနေလဲဘာအနေတွေဖြစ်နေရလဲဒီဘာပြဿနာရှာပြန်ပြီကြောကွာ ဩဘာပြဿနာမှမရှာပါဘူးအဘာမရှိတော့စောင့်ပေးနေဟေး ကဲသွားစာလုံးရှက်ရှက်သွားလို့သွား ဟုတ်ပါ ဩဘာဖြစ်ပြန်ပြီသွားသမီးရောညို200ပို့သေးတယ်သမီးလေးနောက်လဲလာဝဲဦးနော်သမီးနော်အေးတေချာသွားအောင်သမီးတားလေးရေထူးစားရေဗျာလာပါဦးအမေကိုစံလေးလောက်ထည့်ပေးပါအောင်သားရေလာပါဦးတားလေးကဓာလူကြီးတက်ထည့်ပေးငါသားလိမ့်ပါတယ်ဒီမှာအမေအလုပ်တွေများနေလို့အမလေးကုန်ပါပြီနေလောက်လိုက်အဲ့တိုင်းပဲနေခိုင်းလိုက်လေ နည်းနည်းဖိတ်တာပါခိုင်းလဲခိုင်းစီမလို့ကလေ ဟဲ့ဘာလို့အောက်ကဟာတွေကောက်ချက်ပဲတွေပါကုန်မှာပေါ့ထူးဆောင်ရအမလေးငါပဲလောက်လိုက်ချင်တယ်နေခိုင်းရတာငါဒုက္ခတွေများလိုက်တာအေးတကယ်ပါပဲမလေးဒုက္ခပါပဲထူးဆောင်ရဲ့ငါပဲလောက်လိုက်ချင်တော့လေညို့ငါလေးမခိုင်းချင်တော့ဘူးသိလား ဒီသားမိရဲ့ညညနဲ့ဘာဖြစ်နေကြတာတော့ မတနာကြီးဒီမှာလက်ကြောမနဲ့တောင်းအာမမနဲ့ပြောနေရတာအဲ့ကောင်လေးကို အမလေးလက်ကြောမတင်တာတော့အတူတူပဲအင်းဟာတွေလဲတိလားမဆက်ကိုလေမနာတဲ့ခိုင်းနေမှာတုံကြတာ ဟုတ်တယ် အနည်းအရင်လက်ကြောမတင်းဘူးဆိုတာအနည်းသားကြောပြောရလား ဟ
ဘာတွေပြောနေတာသွားနေလုံးဆိုင်ချသွားလို့တော့သွားပါသွားစမ်းပါသွားမတနာဘာယူမလဲယူ ဟိုလေမမှုရဲ့အိမ်အတွက်လိုအပ်တာလေးလာဝယ်တာဟိုကျမအတွက်လေဟိုကိတ်မုတ်ကြောက်လေးရယ်ဟိုကော်ဖီလေးရယ်ဟိုနောက်တကြားလေးပါထည့်ပေး ဟုတ်ကဲ့ရှိရရှိဟာမတနာဝယ်တာများလိုက်လားအလှလုံးမလို့လား မလီမမှုရဲ့အိမ်ကိုလေအရေးကြီးတဲ့ဧည့်သည်လာမှမဟုတ်လို့တော့ ဩဟုတ်ကဲ့ထည့်ပေးမယ်နော် စားတာလေးစားတော်ရစားအောင်လိုက်နေရလားဘာခက်ခဲရှိလဲခက်ခဲရှိရင်မေ့ပြောနော်ဒါကြောင်းတင်မှာအဆင်ပြေရလား ပြေးပါလေ အေးမေရလည်းအလုပ်တစ်ဖက်နဲ့ဆိုငါသားလေးကိုဂယုမဆိုင်နိုင်အောင်သားလေးရယ်ကြောင်းတင်မှာအဆင်ပြေတယ်ဆိုတော့တော်သေးတာပေါ့နော်ဒါနေသားလေးအမေတော့ကြိုက်မယ်သားလေးစိတ်အောင်ဆက်တာသားလေးရဲ့အမေကုနေတဲ့ကလေးလူနာလေးကလေအရေးပေါ်ချိန်နေဖြစ်နေလို့တဲ့အစိတ်အောင်ပြန်သွားရမယ်သားကုလူနာကိုကြည့်မှရမယ်သားလေးရဲ့သားလေးဆက်စားနေနော်အမေကိုစောင့်နေနဲ့အမေလူနာကြည့်ပြီးတာနဲ့ပြန်လာခဲ့မယ်3တက်လီ3 3နဲ့ဒီချောင်း3လို့တွေကို3လေးစက်နေ3 5လေး55 3 6လေးစက်ခေ3 9လေး20 3 8လေး24 3 9လေး29 3 10လေး3 3 7လေး33 3 9လေး36 3 6လေး78 3 9လေး20ညီမလေးလီကျက်နေရပြီလား ဟုတ် ရရင်ကိုကြီးချိန်မှာလွတ်ဆို 3တက်လီ3 3နဲ့လီ6 3 3လီကို3လေးလေးစက်3 5လေး55 3 6လေးစက်နေ3 9လေး20 ညီမလေး36လီဆက်နေမဟုတ်ဘူးလေပြန်ဆို 3 6လေး19နဲ့ ထဲလေးအောင်ရဲ့ထဲလေးအောင်မလီညောင်းလိုက်တာဟဲ့ မဟုတ်သေးဘူးလေညီမလေးတေချာပြန်ချက် ဟဲ့အောင်ထိုင်လေးအောင်အိမ်ရှိမှမေးခေါ်နေလေကွာမကြောက်ဘူးလား ထဲလေးအောင်နင်ကခေါ်နေရမကြောက်လား ဟိုစာချက်နေလို့ပါတော့ အေးနင်စာရေးမကြည့်ကြိုးမြင်းမြန်းလားကြောက်ဒီပစ္စည်းတွေနောက်ဘုံမှာသွားထားပြီးပြန်လာခဲ့ဟောနှိပ်ပေးသား ဟေ့အင်းနိုင်ပြီလား အိမ်လုံးတွေလုံးနေရတယ်နေမပြီးတိပေါ့ကွာ ဟဲ့မင်းတော့မင်းကိုတော်တော်ခိုင်းတယ်နော်လူသားဟိုကောင်ကြတော့ဖူးမောက်ထားပဲ ရှဲတော့ဒီနေ့မင်းမေလာမလားဆရာမခေါ်ရတယ် မနေ့ညပြောမလို့တော့မပြောပြလိုက်ပါ ဒါဆိုဆရာမမင်းတော့ပြဿနာပဲနော် မင်္ဂလာပါထိုင်တော့ကျေးဇူးပါဆရာမဒီနေ့ဘယ်သူတွေအကြောင်းပြကြလဲဆရာမရိုးကောခေါ်မယ်နော်ဘဝလွင်ရှိပါဆရာမတင်းလက်ရှိပါဆရာမဟန်နီဆိုရှိပါဆရာမတင်းတင်းခိုင်ရှိပါဆရာမမာလာရှိပါဆရာမစန်းထက်မောင်ရှိပါဆရာမမင်းကိုဦးရှိပါဆရာမရဲကောင်ဆရာမစီခဏလာမင်းမေပဲချိန်ရောက်မှာလဲဆရာမခေါ်ထားတာအခုချိန်လောက်ဆိုရောက်တယ်နေပြီနော် ကျွန်တော်မပြောရသေးဘူးဆရာမအမေကလုံးမအားသေးလို့ မင်းတို့ကတိုင်နဲ့အတူနေတာမဟုတ်ဘူးလား ဟုတ်ပါတယ်ဒါပေမဲ့အမေကဆေးရုံမှာဂျူလီဝင်နေရလို့ပါပြီးတော့ မင်းကငါ့ကိုမခန့်လေးစားလုပ်နေရလားမင်းကိုမိဘခေါ်ခိုင်းနေတာဘယ်လောက်တောင်ကြာပြီလဲတခြားចောင်းသားမိဘတွေနဲ့အကုန်တွေ့ပြီးပြီမဖြစ်ဘူး
မင်းမေကိုငါကိုယ်တိုင်ပြောမှာပဲဖြစ်တော့မယ်သွားထိုင်တော့ ကျေးဇူးကြီးလာပါတယ်ဆီယမရေကျမသားလေးကဆီယမပေးတဲ့အသက်ပဲရှိတော့တာပါဒါကျမတို့ခြံတွက်သီးနှံလေးပါကျေးဇူးတင်လို့လာပေးတာပါဆီယမ မဟုတ်တာရှင်ကျမအလုပ်ကျမလုပ်တာပါဒါတွေမလို့ပါဘူးတားလေးနေကောင်းသွားတာပဲကျမဝင်းတာလာပါပြီ ဟုတ်တော့ဟုတ်ပါတယ်ဆီယမရေဒါပေမဲ့ဆီယမရဲ့စေတနာနဲ့ကျမသားလေးပေါ်ဂရုစိုက်ပေးမှုတွေကြောင့်ကျေးဇူးတင်လို့လာပေးတာပါလက်ခံပေးပါနော်ဆီယမနော် ဟုတ်ပါပြီဟုတ်ပါ ခွင့်ပြုပါအောင်ဆီယမ ကောင်းပါပြီရှင် ဒီမျိုးလေးမှာတော့ထောက်ထားရဲ့ဂုဏ်တရားတိတ်မှုရပဲရှင်စေတနာကောင်းတယ်ကိုကျိုးထက်လူနာရဲ့ကျန်းမာရေးကိုအထူးပြုစိုက်ပေးရဲဆိုတာတွေကိုလူတိုင်းပြောနေကြတာထောက်ထားရဲ့ တူကစေတနာတူကမေတ္တာပေါ်ဆံမလေးရဲ့ သင်ရတော့လေထောက်ထားလို့ဆံဝင်မျိုးနဲ့အလုပ်အတူတူတွဲလို့ရတာတိတ်ကန်ကောင်းတာပဲပညာလေးရရရှင်ဟယ်လိုအော်ဟုတ်ကဲ့ရှိပါရဲ့ရှင်ခဏလေးပါနော်ဒေါက်တာဖုန်းပါရှင် ဟယ်လိုရှင်ဟုတ်ကဲ့ကျမလာခဲ့ပါမယ်ရှင်8 grams of oxygen gas is given. Calculate mole, molecules and density of gas at standard temperature and pressure. ကဲအဲ့ဒီတော့ဒီပု္ပ္ပာမှာဆရာမတို့ဘာကိုအရင်ရှာရမလဲ mole နဲ့ molecule နဲ့ရှာပေးရမယ်เนาะအရင်ဆုံးဆရာမတို့ mole ကိုအရင်ရှာမယ်ဟုတ်တယ်เนาะ ဟုတ်ပါရှင်ပါ ဟဲ့ရဲကောင်ဘယ်အောင်ငင်းနေဒီကိုကြည့်လေဘာလဲဒီပု္ပ္ပာနဲ့နောက်ထပ်ဘယ်လိုနည်းနဲ့တွက်ရင်ကောင်းမလဲလို့စဉ်းစားနေတာ ဆရာမခွင့်ပြုပါဦးမြဟိုမောင်ရဲခေါင်ရှိလားအော်ဟိုဆရာမတော်စင်တွေကလေနားနေခန်းကိုခဏလာခဲ့ပါဦးနဲ့ဆရာမကျေးဇူးပါ ပြီးခဲ့တဲ့လဘတ်စာမေးပွဲမှာဘိုင်ယိုဘာမှမဖြေပဲအဖြူလာလွတ်ကြီးတင်လာတယ်မေးကြည့်တော့လဲဘာပြန်ပြောတယ်မလဲ तू မဖြေခြင်းလို့ပါတဲ့ သူအစအဲ့လိုမဟုတ်ပါဘူးဆရာမရဲ့တားငယ်လေးကညံလဲတိတ်ကောင်းတာဆရာမရဲ့ ဟုတ်ပါတယ်ရဲကောင်ကညံကောင်းတဲ့အကြောင်းသားဆိုတာကိုကျွန်မသတိထားမိပါတယ်အတန်းထဲမှာလဲစာမညံ့တဲ့အကြောင်းသားတစ်ယောက်ပါဒါပေမဲ့ तू ဘာလို့ဒီလိုမျိုးလုပ်လဲဆိုတာကိုတော့ကျွန်မလည်းနားမလဲဘူး တားငယ်လေးကိုအမြင်မတော်တာရှိရင်ဆုံးမပါဆရာမရဲ့ကျမကလည်းစိတ်ရောတစ်ဖက်နဲ့ဆိုတော့တားလေးကိုဂရုမစိုက်နိုင်ဘူးဆရာမရဲ့ ဟုတ်ကဲ့ပါအော်ဟိုကျောင်းကတိုင်စာပို့တဲ့ကိစ္စရောအမသိပြီလား တိုင်စာဘာတိုင်စာလဲဆရာမ အမမသိသေးဘူးပဲအရင်တစ်ခေါက်ကတင်ချာမေကွန်းခိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးမေကွန်းခိုးတဲ့ကျောင်းသားတွေအိမ်အသီးသီးကိုတိုင်စာပို့ခဲ့ပါတယ်တခြားကျောင်းသားမိဘတွေကတော့ဆရာမကြီးနဲ့တွေ့ပြီးပါပြီအမတယောက်ပဲရောက်မလာခဲ့တာပါမေကွန်းခိုးတဲ့ပြဿနာတော်တော်လေးကြီးလို့ကျောင်းဆရာမကြီးကကျောင်းထုတ်ဖို့အထီတောင်စဉ်းစားခဲ့ပါသေးတယ် အဲ့ဒီမေကွန်းခိုးတဲ့ကိစ္စကိုကျမမသိပါဘူးဆရာမရဲ့ ကျမအတန်းထဲမှာရဲကောင်အပါအဝင်ကျောင်းသား၄ယောက်နဲ့သူတို့ကအဖွဲတစ်ဖွဲဖြစ်နေရလေသူတို့9ယောက်ကြောင့်ဆရာဆရာမတွေကအမြဲတမ်းစိတ်ညစ်ရတယ်တနေ့ဖြစ်လိုက်တဲ့ပြဿနာတွေဆိုတာလည်းပြောမနေပါနဲ့တော့ကျောင်းဆရာမကြီးကလည်းလေသူတို့9ယောက်ကိုတိတိကျကျစောင့်ကြည့်ဖို့ကျမကိုမှားထားတယ်အခုကရဲကောင်ကမေကွန်းခိုးယုံနေမှာကတော့စာမေးပွဲမဖြေတဲ့အဆင့်ထိပါဖြစ်လာတယ်ကဲရဲကောင်မင်းလောက်ထားတဲ့ပြစ်တွေမင်းသိလား သိပါစ မိဘအလောက်မအားတာနဲ့ဂရုမစိုက်နိုင်တာကိုအခွင့်ကောင်းယူပြီးမင်းလှုပ်ချင်တိုင်းလုပ်လို့ရမယ်လို့မထင်နဲ့။ကျောင်းသားဆိုတာကျောင်းသားတာဝန်ကိုယူနိုင်ရတယ်။အခုမင်းမေရဲ့မျက်နှာကိုထောက်ပြီးတော့မင်းတို့ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်
ဒါနောက်ဆုံးချိန်ဖြစ်ပါစေနော် ကျေးဇူးတင်ပါတယ်ဆရာမရဲ့ကျမသားလေးကိုလေကျမသေးသေးချာချာသွန်သင်ဆုံးမပါမယ်နောင်ဒါမျိုးဘယ်တော့မှမဖြစ်စေရပါဘူးရှင် ဟုတ်ကဲ့ပါဒါပေမဲ့နောက်သူဒါမျိုးမလုပ်တော့ပါဘူးဆိုတာကိုတော့ကျောင်းစည်းကမ်းထိန်းသိမ်းမှတ်တမ်းစာအုပ်မှာတော့ဝန်ခံကတိလေးထိုးခဲ့ပြီပါနော် အော်ထိုးရမှာပေါ့ဆရာမရဲ့ထိုးပေးရမှာပေါ့သားလေးလက်မထိုးပေးလိုက်ရော့ နော်ဒီဆေးကြီးကိုမှန်မှန်တော့တယ်နော်ကျုပ်သားဆေးမကြီးပေးလိုက်တဲ့အတွက်လည်းကျုပ်တောင်းမှမှာလေဗျာ အမှားကောင်းမဲ့ဆရာကြီးကျုပ်ကအားနည်းနေပါတယ်ဆိုမှဝမ်းနှုတ်ဆေးတွေပေးချလိုက်တာလူမသေးလောက်အောင်ခံလိုက်ရတာဗျာ ဟုတ်ပါတယ်ဗျာကျုပ်လည်းတော်မော်ကြီးကပြည့်လို့ဆေးသွားကုနေတာတော်သေးတာဗောဗျာဘာမှမဖြစ်တာသိတယ်မဆိုရင်မှလည်းဆေးဘူးလည်းမပေးနဲ့တော့နော် ကျုပ်ကိုတောင်းခွင့်ပြုအောင် ကောင်းပါပြီဗျာကောင်းပါပြီဖေရလူမောင်ခဏနေဦးမင်းနဲ့ငါနဲ့စရင်ရှင်းเสียရှိတယ် ဟိုဘာဟွာလေးပြီးကြံခဲ့လို့သွားပြီလား ဘာကြံခဲ့လဲဘာမှမကြံခဲ့နဲ့ဟမ်ခွေးကောင်ယူးကောင်မူးကြောင်နဲ့အမေတက်ကောင်းနဲ့တက်နေဟာဟမ်ဖေရမပြင်းနဲ့ဖေရဒီဟောမေဖေရမပြင်းနဲ့ ထေလေးရ ဟုတ်ကဲ့တော့ ဒီကိုခဏလာခဲ့ရောလင်းလေးအောင်မတစ်ခါရဲခေါ်ခဲ့ဒီမှာမင်းတို့တက်ဒေါ်ဆေးရဝယ်လာခဲ့ပြီဒါထေလေးအောင်တက်ကအိမ်နဲ့ဘောင်းပြီးလင်းလေးအောင်တက်ကခါဝင်ဒီအိမ်တွေကိုမနှက်ဖန်ကြလို့ရှင်နှစ်ယောက်ဆုံးသေတက်ဝေးရမယ်နော်ရော့ဒါထေလေးအောင်တက်ရော့ဒါလင်းလေးအောင်တက် ကျေးဇူးတင်ပါတယ်တော့ ထေလေးအောင်နှက်ဖန်ကြလို့ရှင်အိမ်ကိုအရေးကြီးတဲ့ဧည့်သည်လာပဲနေဘဲမှရှောက်မသွားနဲ့နော်ကြားလား ဘယ်သူလာမှမလို့ကျွန်တော်တို့ဒါတွေဝယ်ပေးရလဲ သားတို့သမီးတို့ဖေဖေရဲ့အရင်ကြီးဆုံးမိတ်ဆွေတယောက်အိမ်ကိုလာလဲမှာ ဖေဖေရဲ့မိတ်ဆွေ ရဲကောင်မင်းပြောစရာရှိရထိုင်အောင်မင်းဘာဖြစ်ချင်နေလဲအမေကိုပြောစမ်းအရင်တော့ကမင်းကထင်ဟာရှောက်လွတ်တတ်တဲ့ကလေးတစ်ယောက်မဟုတ်ဘူးအခုတော့ဗါတဲ့တင်ချမေးကုန်းခိုးတယ်ဟုတ်လားပြီးတော့ဘိုင်ယိုလည်းမဖြေဘူးတဲ့စာရွက်အလွတ်လိုက်ကြီးတင်ပေးလိုက်တယ်တဲ့အဲ့ဒါဘာကိစ္စမဖြေတာလဲဘာကြောင့်မဖြေတာလဲနားမလဲဘူးလားငါတင်ပေးရမလားတခြားဘာသာရပ်ဒီအားလုံးလည်းမင်းအဆင်ပြေတယ်အောင်လဲအောင်တယ်အမှတ်တွေလည်းကောင်းတယ်ဒီဘိုင်အိုဘာကိစ္စမဖြေရတာလဲဘာကိစ္စမဖြေချင်တာလဲငါ့ကိုပြောစမ်းဟဲ့မင်းနေတယ်လေနင်ကို ကျွန်တော်အဲ့ဘာတော့စိတ်မဝင်သားဘူးကြက်လည်းမကြက်ချင်ဖြေလည်းမဖြေချင် မဖြေချင်လို့ရမလားဒီဘာသာမဖြေရင်မင်းဘယ်လိုလုပ်ဆောင်ဖို့ပဲအောင်ပါလဲဘာကိစ္စနဲ့ဘိုင်အိုမဖြေချင်ရတာလဲမအေးကအလုတ်တစ်ဖက်နဲ့အောင်မင်းကအခွင့်ကောင်းယူပြီးတော့မင်းထင်ရတွေရှောက်လို့မရဘူးနော်မင်းကငါခွင့်မပြုဘူးနော်ရဲကောင် ကျွန်တော်အဲ့ဆေးပညာနဲ့ဆက်နွယ်နေတဲ့ဘာသာရပ်ကိုမကြိုက်ဘူးပြီးတော့မင်းလိုလည်းဆရာအောင်ဖြစ်ချင် 送的送卖的。哎呀，没离我送了。刚好要。ထေလေးအောင်ထေလေးအောင်ထေလေးအောင် ခင်ဗျာ ထေလေးအောင်ဖျောက်လို့ကွာသူနားရှိမှာအော်ကြီးဖြစ်တယ်ဘာလို့ဖြစ်နေ ဟာရောတားနာနေပါလားဗျာဘာလဲမိမတော့တောင်းနေတယ်ဗျာ ဟာဟဲ့မင်းဘာပြောမှမသိဘူး ဟုတ်ပါတယ်ကွာမင်းတို့တော့သားနာနေဟာငါတို့မင်းကိုစွန့်သွားလို့မလို့လာခေါ်တာနော် ဒီနေ့အိမ်ကိုငါဖေရဲ့အရန်ချင်းကြီးရဲ့မိတ်ဆွေတယောက်လာมาတဲ့ငါအိမ်မှာရှိနေမှရမှာကွာဒီနေ့တော့လိုက်လို့မရတော့ဘူး အော်မင်းရလေကွာတက်စာဖောက်ဟောဒီလူဆောင်စော့ကြပါလေဆိုမှခဏလေးပဲကွာလိုက်ခဲ့လို့မရလား ဒီနေ့တော့မရလို့ပါကွာနောက်နေ့ရှိသေးရပြီကွာနောက်နေ့ငါလိုက်မယ်ကွာနော် အေးပါမင်းကိစ္စဆိုတော့လည်းဘယ်တက်နိုင်မှာနောက်ရတော့လိုက်ခဲ့ရမှာနော်ရာ အေးကွာငါကြည်ပေးနောက်ရက်လိုက်မယ်လာလာလာ ဟ
အနိုင်ရှင်းနေရောက်လာပြီကြောပါခင်ဗျရှင်းနေ ရှင်တွေရေကြောက် ခေါင်းကကြောက်ပါခင် ကြောက်ပါရှင် ငါ့ကိုငါမဖြတ်နိုင်ဘူးကွာ ပြောကြည့်ပါလေလွန်အောင်ငါဆိုလည်းမြင့်ရောက်နေပါပြီ ဟေးမညစ်ပတ်နဲ့ဟေးတော့တကယ်ညစ်ပတ်တာမစော့ဘူးကွာရောဘာကောင်းလဲမသိရဲကောင်စော့ဟဲ့မင်းတို့ဒီနေရာမှာစွန့်လို့မရဘူးလို့ပြောထားတယ်လေ ဒီနေရာကမင်းပိုင်တဲ့နေရာမလို့လား အေးဟုတ်တယ် လွင်းမငါမင်းကိုညံမကောင်းဘူးပဲထင်တာလားမင်းကကြက်ပါမပြေတာပဲဒီနေရာကိုမင်းပိုင်တယ်လို့ပြောနေတဲ့ပုံစံကအရန်တနာစရာကောင်းတယ်ဗျ မင်းခံဟဲ့ မလုံးဟဲ့ဟဲ့မစိတ်လျှော့ ဟိုဟေးမင်းတို့ဘာလုပ်လဲအများနဲ့တယောက်မရှက်ဘူးလား မင်းတို့ကောင်နေတော်တော်တရားကြဖို့ကောင်းတဲ့ကောင်တွေပဲမင်းတို့ကလည်းရန်စသေးတယ်မင်းတို့ကလည်းအရင်ထိုးသေးတယ်မင်းတို့ကောင်ကငါတော့မကျင်တတ်ဘူးငါကြောင့်ကောင်းကောင်းသိ ငါတောင်းပါလေမင်းခံ ငါဘာမှမပြောနဲ့ကွာ မင်းကတော့ပြီဒီကောင်လေးနဲ့ဘာဖတ်ဖြစ်မနေနဲ့တော့တောင်းမလား ဟဲ့မကျင်နိုင်ရင်တယောက်ချင်းစီထိုးလို့ရတယ်နော် မင်းတို့ကလူများတော့ပြောရရှိမှာ မင်းတို့ကောင်နေ ရှင်နေလာမယ်ဆိုလို့လေဟာရမုတ်ဘန်းလေးနဲ့လက်ဖိတ်လေးပြင်ဆင်ထားပါတယ်ရှင်သုံးဆောင်တော့ရှင်နေ ရပါတယ်ဒေါ်သနာရေကျွန်တော်တို့ဒုက္ခမရှာပါနဲ့ ဟာမဟုတ်တာရှင်နေရဲ့ဘာမှအမနာပါနဲ့သုံးဆောင် ရပါတယ်ဒါနဲ့မောင်ထိန်လေးအောင်ဒီမှာကြောင်းနေရတာအဆင်ပြေရလား ဟုတ်ကဲ့ပြေးပါတယ်ဗျ ဒီနှစ်ဆိုရင်မောင်ထင်းလျောင်က10တန်းသမီးလေးက2တန်းကိုရောက်နေပါပြီ ဦးလေးကသားတို့မိဘတွေရဲ့အတိုင်ပင်ခံရှင်းနေပါသားတို့သမီးတို့မိဘတွေမကွယ်လွန်ခင်ကမှားသွားခဲ့တဲ့အတိုင်းသားတို့သမီးတို့ရတဲ့အမွေပစ္စည်းတွေကိုမင်းတို့နှစ်ယောက်အရွယ်မြောက်ခင်မှာစာချုပ်စာတမ်းနဲ့ဦးလေးကထိမ့်သိမ်းထားရတာပါ ဟိုကျမမှလည်းလေဟိုသားလေးတယောက်တည်းရှိတာဆိုတော့ဟော်ရီကထင်းလင်းအောင်နဲ့သမီးလေးလင်းလက်အောင်ကိုသားသမီးတွေလိုပဲအချက်ပူနေရတာရှင်နေရဲ့ဟုတ်တယ်တော့ကိုကျော်ရင် ဟုတ်ပါတယ်ခင်ဗျာသူတို့လေးတွေကကျွန်တော်ရဲ့သားသမီးအရင်းတွေလို့ဖြစ်နေပါပြီသူတို့မိဘတွေဖြစ်တဲ့ကျွန်တော်အကိုထဲမှာကျွန်တော်ရဲ့ကျေးဇူးရှင်ပါသူတို့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး မောင်ထိန်လေးအောင်ဒီမှာနေရတာဘာတွေအခက်အခဲရှိလဲလိုအပ်တဲ့ရှိရင်ကိုကျော်ဝင်းကိုပြောနော် ဟောရှင်နေရဲ့ကျမတို့ကလေကလေးတွေကိုဘာတစ်ခုမှလူတွေသိမရှိအောင်အကားလုံးဝချမ်းပေးတာပါတယ် ဟုတ်ကဲ့လိုအပ်တဲ့ရှိရင်လည်းကျွန်တော်ကိုပြောပါ အော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ကလေးတွေမျက်နှာမငယ်အောင်လုပ်ပါကျွန်တော်လည်းအားရင်အားသလိုကလေးတွေကိုလာပြီးကြည့်ပါအောင် အော်လာကြည့်မှာပါရှင်လာကြည့်ပါလာကြည့်ပါ ကျွန်တော်လည်းဒီကလေးတွေကိုရေးအောင်မကွာစောင့်ရှောက်ပေးမှာပါဟိုရှစ်တီလည်းအချိန်မီလာကြည့်နိုင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ကောင်းပါပြီဒါကထင်းလင်းအောင်နဲ့လင်းလင်းအောင်တို့သူ့မိဘတွေစီစဉ်ပေးထားတဲ့အတိုင်းကျောင်းစိတ်နဲ့အသုံးစိတ်လစဉ်ထောက်ပံ့ငွေပါခင်ဗျ အော်ဟုတ်ကဲ့ဟုတ်ကဲ့ ဒါဆိုကျွန်တော်ခွင့်ပြုပါအောင်ခင်ဗျ ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင် သားတို့သမီးတို့ဦးလေးသွားအောင်မယ်နော်လင်းလင်းမနေကြစာကြိုးစားနော် ဟုတ်ကဲ့ပါဦးကြီး တန်တာဒါကလေးတွေအသုံးစိတ်နော်သူတို့လိုတာကြီးဝယ်ပေးရမှာ ကျမသိပါတယ်ရှင်းလို့ရှင်းလို့စမ်းပါ ဟောနိုင်ဒီနေ့ကဘာကွက်ရလာလဲအပိုင်ကိုလေးပါလေးရလားငါပြောစမ်းမအောင်ဟဲ့ ဟောအမကလည်းကျွန်တော်ရရပိုင်ခွက်တွေအကုန်လုံးအမစီမှာပဲလာထုံးနေရလေအမသိနေမလား အမလီအပိုတွေပြောမနေပါနဲ့ဟဲ့နင်ငါစီမှာတို့ကအရန်ကွက်လောက်ပါအပိုင်ကွက်ရလာရင်လေနင်ဓာကြီးမှာတော်တော်အော်နေမတူးမြထင်နေလို့လား ဟောဒါကတော့ကန်ဆယ်လိုက်ထိုးနေရပါအမစီမှာမြဲလာအားပေးနေမှာမဟုတ်လား ဟုတ်ပါပြီကဲဒီနေ့ဘာတလုံးကောင်းလဲပြောစမ်းမအောင် ဒီလ9မျိုးပဲကကျွန်တော်ဘိုးတော်တရားရှိရတာရှိတယ်ငါပဲပက်လဲရမယ်ဗျာ အဲ့ဒါငါပတ်မယ်ပေါ့ဩသားတို့ဘယ်ကပြန်လာတော့ စွန်လို့ပြီးပြန်လာတာ ဟောတာမင်းခန့်ဘိုက်ဆိုင်ထမင်းစားနေနော်ကြောင်ရင်ထဲမှာဟင်းတွေရှိတယ်အေးခွေလည်းတစ်ခါစားသွား တာပိုင်းမစားသေးဘူးမေ
အော်ဒါနဲ့နေခုနငါပတ်မယ်ဆိုဘယ်လောက်ပတ်မှာလဲ 200ဘူးစီပါမယ် ငါ200ဘူးငါ200 ဘာလို့ငြိမ်ခံနေရလဲကွာသူတစ်ချက်ကိုတစ်ချက်ပေါ့ပြန်ထိုးခဲ့ပါလားဟိုလေလူဘာဝါလုံးနေ ဟေးအဲ့ကောင်တွေက9ယောက်ဆိုပြီးလူပါဝနေရကွာငါအဲ့ကောင်တွေမကျင်တဲ့ဦးအေးကို ဟုတ်တယ်အရင်တစ်ခေါက်တော့လဲငါတို့အဲ့နေရာမှာပဲအလျှော့ပေးပြီးပြန်လာခဲ့တာဒီတစ်ခေါက်ကျတော့လက်ပါလာပြီကွာ ရောက်အေးကိုဒီကိစ္စကိုငါ့မေမသိစင်နဲ့နော် အေးပါဒါပေမဲ့ဒီတိုင်းတော့ငြိမ်ခံနေနဲ့တော့ရောက်ငြိမ်ခံနေမှန်းတင်ပို့ဆိုးမှာကွာတစ်ခုတော့ပြန်လာမြောက် ဟဲ့မင်းခန့်ဘာဖြစ်တာတော့ဘာတန်းတော့ ဘာဖြစ်လို့တော့မှန်ကြကွဲတာ အော်နင်တို့ကလေဟဲ့ဘလို့ဖြစ်လို့မှန်းကြခွဲရတာလဲ အမသာအသက်ဘယ်လောက်ရှိပြီလဲ 16နှစ်ပြည့်ပြီလေဒီနှစ်10တန်းတက်နေတာအမသာစာအရန်တော်တာအတန်းထဲမှာဆိုလေအစင်1နှစ်ပဲ နော်16နှစ်လောက်ရှိပြီ ဟုတ်တယ်အရွယ်လေးရောက်လာတော့နည်းနည်းချစ်ကပ်ကန်နိုင်လာတယ်လေပြောလို့ဆိုလို့မကောင်းတော့ဘူးဝင်းနိုင်ရဲ့ လူငယ်ဆိုတော့ဒီလိုပါပဲ မ ကြော်ပြန်လိုက်အောင်မယ် အေးပေါင်ချလေးဖြတ်သွားအောင်3800 နောက်မှပြောမယ်နော် ဟုတ်ပါပြီဟုတ်ပါပြီ တော့တာပြန်တော့မယ်နော် အေးတာဟဲ့အေးကိုလောင်းလောင်း ဟုတ် ခုနကဘာဖြစ်တာ ဗျာ ခုနကဘာဖြစ်တာလဲလို့ ဘာဖြစ်ပါတော့ဘာဖြစ်လို့လဲ ငါ့ကိုမလိန်စမ်းပါနဲ့နင်တို့ခုနဝင်လာတဲ့မူမမှန်ဘူးမှန်မှန်ပြောစမ်းမလိန်နဲ့ဒီနေ့ခေါ်ရတဲ့အစည်းအဝေးကပြီးခဲ့တဲ့လဘတ်စာမေးပွဲမှာအောင်ကျယ်နေနေတာတွေ့ရတဲ့အတွက်ဆရာမကြီးတွေနဲ့တိတ်အားမရအောင်လဘတ်စာမေးပွဲမှာတင်ဒီလိုဖြစ်နေတာဆိုရင်တကယ်အတန်းနေစာမေးပွဲကြီးမှာဆရာမကြီးတို့ကျောင်းကအောင်ကျယ်နေတယ်ဆိုတာဖြစ်မခံနိုင်ဘူးသင်ကြားပေးနေတဲ့ဆရာဆရာမတွေအနေနဲ့ကလည်းကျောင်းသားတွေကျောင်းနေပြောအောင်ပညာကိုလိုလိုလားလားနဲ့သင်ယူခြင်းစိတ်ရှိအောင်အရင်ကတည်းကပို့ပြီးကြက်မဲ့သင်ကြားပေးပါ ဟုတ်ကဲ့ပါဆရာမကြီး ပြီးတော့စာမွေးဖြေတဲ့နေရာမှာမတမာတဲ့နည်းကိုထပ်မလုပ်ဖို့ခိုးချကူးယူပြီးဖြေဆိုတာကြီးမလုပ်ဖို့တေချာလေးဂရုစိုက်ပြီးကြပါအလွယ်လန်းကိုမလိုက်ဖို့ကတော့တိတ်ကိုအရေးကြီးပါတယ်ဆရာဆရာမတွေအနေနဲ့ပို့ပြီးတေချာလေးဂရုစိုက်ပြီးသင်ကြားပေးကြပါ စိတ်ချပါ အခုဓသမရန်ခန်းနေမှာလဲဘာသာရပ်ဆိုင်ရာသင်ကြားပေးနေတဲ့ဆရာအင်အားလိုနေတယ်အခြေအနေလေးတင်ပြပေးပါဦး ဟုတ်ပါတယ်ဆရာမကြီးတယောက်ကို2ဘာသာနှုံးနဲ့သင်နေရပါတယ်ကျောင်းမှာဆရာဆရာမအင်အားကလည်းနည်းတော့ရှိသမျှအတန်းကိုအလင်းမီသင်ရတဲ့အခါနည်းနည်းတော့အခက်အခဲရှိကြပါတယ် ဟုတ်ပါတယ်ကျမတို့အစိုးရကျောင်းတွေမှာဆရာမအင်အားထက်ကာယရောညာနာပါအာဟုဝါဒပြုနိုင်တဲ့ဆရာအင်အားလိုနေတယ် ဟုတ်တယ်အခုကျွန်တော်တို့ကျောင်းမှာလည်းကျောင်းဆရာအင်အားနည်းနေတာတော့အမှန်ပဲဆရာမ ဟုတ်ပါတယ်ဆရာမကြီးကျမတို့ကျောင်းကိစ္စနဲ့ခီးဝေးသွားတဲ့အခါတခုခုဆရာဦးစိုးမြင့်ကိုပဲအားကိုးနေရတယ် ဟုတ်ပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးဆရာမကြီးအနေနဲ့အထက်ကိုတေချာတင်ပြပြီးဆွေးနွေးပေးပါမယ်အခုလောလောဆယ်တော့တီးခံပြီးကျောင်းသားတွေကိုကူညီပြီးတင် जा ပေးကြပါဦးလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဆရာမကြီး မင်းခန့်ဘာဖြစ်တာလဲမင်းခန့်ညမအိပ်ရဘူးလားဘာဖြစ်လို့လဲခဏထားပါအောင်မင်းခန့် ဘာလဲနှွေးရ ငါ့ကိုဖျားပန်းလေးတင်ပေးပါအောင် အေးကိုသွားတင်ပေးလိုက်စမ်းပါကွာ မင်းခန့်မင်းမျက်နှာဘာဖြစ်တာလဲအေးကိုသူ့မျက်နှာဘာဖြစ်တာလဲရမ်းဖြစ်တာလား ဟုတ်တယ်ဟိုကောင်လေးလက်ချက်လေဝက်တောင်းနေဆိုပြီးဝိုင်းနိုင်ချက်တာ မိုက်ရိုင်းလိုက်တာမဖြစ်ဘူးငါဆရာမကိုတော့ပြောမယ် အဲ့ဒီထဲမှာနင်းမောင်လည်းပါရင်နော်
ဆရာမ ဒါဒီနေ့မင်းခံကိုတွေ့ခဲ့တယ်တော့ဒီနားမှာရောင်းနေရနော် အဲ့ငါလက်သေးလေးကွာဒါအောင်မှတစ်ဆယ်ထိုးလိုက်တာနော် မင်းကကွာဗဇက်နဲ့ပြောလေရတယ်ဘာလို့လက်သွားပါလဲ ဟုတ်တယ်ရဲကောင်ပြောမှန်တယ်မင်းတို့လက်တော့မပါသေးဘူး မင်းတို့ကဘာဖြစ်နေကြလဲဟိုကောင်ကငါတို့ရင်ရတာစတာနော်ကျွန်တော်ကလည်းလုံသေးရအောင်ခံရအောင်နေသေးရပါ ဟုတ်တယ်ဒီကောင်အတန်းထဲမှာဆရာကြီးထားဖမ်းနေရကြပဲငါလည်းသိကြည့်ရတာမို့အဲ့ကြောင့်ထိုးလိုက်တာကွာဘာဖြစ်လဲ ဘာဖြစ်ရမှာလဲကွာဆီယာမောင်ကိုသွားတိုင်ငါတို့ကစုခဲအောင်မယ်စိတ်ညစ်ပါလေကွာ အဲ့မင်းကြောက်နေတာ ဟဲ့ဘာကြီးကြောက်လဲဘာလို့စုခံရမှာ အော်ဘာမှမဟုတ်ပါဘူးဒီကောင်လေးဒီနေ့စာမကြက်လာတော့လေဆရာမစုခမ်းပဲအကြောင်းပြောနေတာ ဟုတ်ထင်းလျောင်မနေ့ကမင်းတို့အိမ်ကိုဘယ်ဧည့်သည်လာလဲ ဟောငါမိဘတွေရဲ့အတိုင်းအခံရှင်းနေကြီးရဲ့ဟိုငါနဲ့ငါညီမလေးအတွက်အမွေကိစ္စတွေကိုစီစဉ်ဆောင်ရွက်ပေးနေရတဲ့ငါမိဘတွေမဆုံးခင်တော့မှားခဲ့လို့ပြောတာပါပဲ မသိပါဘူးထိုင်နေအောင်ရမင်းကဆိုဝက်ကောင်းစားလိုက်နေဆိုတော့မြို့မြန်အိမ်အောင်ချပေးမလို့လားလေ ဟေ့ငါဘာလို့အိမ်အောင်ပြုတ်ရမှာလဲကွာငါညီမလေးတွေအကိုကြီးဖားရနေရနေအောင်ပါမင်းတို့မလို့ကြင်ကြံမှန်တွေးရတယ်နော်ငါပြစင်းတော်မစင်းသားမသိကျွေးအောင် ရောကွာငါတို့မင်းတို့စားပါ ရော ပေါ့ အဲ့ဒါ ကျပဲတော့မှာဟုတ်စား ဘော မင်းကဘာဖြစ် သိဦးလေကွာ ကျမသားလေးအနေအေးတာဆရာမလည်းသိပါတယ်နော်မနေ့ကလေသူ့ဟာသူစွန်လွတ်ဖို့သွားတာကိုထူးစော်တို့အဖွဲ့ကအရင်ရန်စပြီးဝိုင်းထိုးကြတယ်တဲ့ဆရာမရေကျမသားလေးမျက်နှာမှာရစရာမရှိပါဘူးရှင် ဖြစ်မှဖြစ်ရလေရှင်အဲ့ဒီထူးစော်တို့အဖွဲ့ဆိုတာလေဒီအကြောင်းမှာပြဿနာအရှာဆုံးကျောင်းသားတွေပဲအော်တမီးခဏလာတမီးထူးစော်တို့အဖွဲ့ကိုဆရာမစီကိုလွှတ်လိုက်ပြီးတော့မင်းခန့်ကိုလည်းခေါ်ခဲ့ဟုတ်ကဲ့ဆရာမဒါနဲ့တမီးကဆရာမကိုဘာပြောစရာရှိလို့လဲဆရာမတော်တွေ့ကြရုံစာမေးစရာရှိလို့ပါဆရာမအော်ဆရာမမရှိဘူးတမီးကအတန်းဝင်နေတယ်ဒါနဲ့တမီးထိန်လင်းအောင်ကလွဲပြီးကြံတဲ့၄ယောက်လုံးဆရာမစီကိုလွှတ်လိုက်ဟုတ်ကဲ့ဆရာမမနေ့ကပြန်လာတော့ကျမကိုဘာမှမပြောဘူးသူ့တငယ်ချင်းအေးကိုပြောပြလို့ကျမသိရတာထူးစော်တို့အဖွဲ့ကအရင်ရန်စတာတဲ့ကျမသားလေးကအနေအေးပါတယ်ရှင်အိမ်မှာဆိုလေကျမတို့ဘာမှခိုင်းတာမဟုတ်ဘူးဟို10တန်းအရေးကြီးတယ်မဟုတ်လားစာပဲကြက်ခိုင်းတာစာစူးစားတဲ့ကလေးကိုမှကွယ် ဟုတ်ပါတယ်မင်းခန့်အနေအေးပြီးစားတော့တဲ့ကျောင်းသားတယောက်ပါအခုလိုဖြစ်သွားတာကျွန်မလည်းစိတ်မကောင်းပါဘူးရှင်လုတ်တဲ့ကျောင်းသားတွေကိုလေကျွန်မတိတ်တိတ်ချာချာလေးဆုံးမပေးပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမရေ အခုနာမည်ခေါ်တဲ့9ယောက်ကိုဆရာမခေါ်နေတယ်နားနေရအောင်လာခဲ့ပါတဲ့မင်းခန့်တွင်မထူးစော်စွမ်းထက်မရဲကောင်ဘယ်လိုဖြစ်တာလဲမင်းခန့်မျက်နှာမှာလည်းထမ်းရရင်နဲ့ဘာဖြစ်တာလဲအထိုးခံရတာလားဘယ်သူထိုးလိုက်တာလဲ ဖြည်းဖြည်းမေးတယ်မှာနေရတယ်ဟုတ်တယ်ဟိုကောင်လေးထိုးလိုက်တယ် မရိုင်းလိုက်တာဘယ်တော့ထိုးလိုက်တာလဲ ခုနေ့ကငါတို့စုံစမ်းဖြစ်ကြတာပါ ဒီဟာလေဘာမှအမကိုရအောင်အဲ့တော့ကနေလဲတူတူရှိနေတာပဲမဟုတ်ဘူးလားဘာဖြစ်လို့မင်းခန့်ခန့်လာတာလဲလာမစင်အောင်အဲ့ကောင်ကြီးငါနဲ့တွေ့အောင်မယ် လိုင်းနေကဘာလို့မလို့ ငါဘာလို့နေမှုမပါဘူးအသားနေဘာမှအမကိုရအောင် မင်းဘာဖြစ်လို့ကြောင်လိုက်လာလဲ ဒါအမေကိုဘာမှမပြောပေးမယ်အေးကိုပြောပြလို့အမေအားလုံးသိပြီးသွားတယ်အမလေးဟိုဆရာမရေဟိုကျမသားလေးမျက်နှာကိုကြည့်ပါဦးဒါရေအမေစိတ်မကောင်းလိုက်တာ ကျမလည်းစိတ်မကောင်းပါဘူးရှင်ဒီကျောင်းသားတွေကိုကျမတိတ်တိတ်ချာလေးဆုံးမပေးပါမယ်မင်းတို့လုပ်ခဲ့တဲ့အပြစ်ကိုမင်းတို့သိတယ်နော်
အခုမင်းခံအောင်ပြန်တောင်းမှလား ဆရာမကျွန်တော် ထူးစောမင်းကဘာမှပြန်ပြောမနေနဲ့လူတစ်ဖက်သားကိုဒီလိုကိုထိလိုက်ရောက်လုတ်တယ်ဆိုတဲ့ကွာမင်းတို့တော်တော်လေးလွန်နေပြီပြီးတော့လည်းအဖွဲလိုက်အနိုင်ကျင့်တာမျိုးဖြစ်နေတယ်ပြန်တောင်းမှလိုက်ဟာမင်းတို့ဘလို့ကောင်းနေလဲကွာပြန်တောင်းမှလိုက်လို့ပြောနေရလေ တောင်းပါပါ တောင်းပါမှာ နောက်မပြည့်စရာဘူး တောင်းပါပါ နောက်မဖြစ်စေအောင်ဆိုရင်လည်းရပါတယ်ဆရာမရဲ့ဟုတ်ဆရာမကျမသားလေးမျက်နှာကိုဆေးကန်းပြခြင်းလို့ပြန်ခေါ်သွားလို့ရမလားရှင် ရပါတယ်ရှင်ခလေးကိုဒီနေ့တရက်တော့အိမ်မှာပဲနားခိုင်းလိုက်ပါ ဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်ကျမတို့ခွင့်ပြုပါဒါလား ကဲမင်းတို့ကဘလို့ကြောင်းသားရလဲဟမ်ကြောင်းမှာပြဿနာရှာလို့မရတော့အပြင်မှာပြဿနာရှာလာကြတယ်မင်းတို့ကဘလို့သုံးမှာမလဲဟမ်ပြဿနာဖြစ်လိုက်ရင်လည်းမင်းတို့တွေပဲထူးတော့လာလက်ရဲစက်ရဲနဲ့ထိုးခဲ့တဲ့လက်ဟမ်တော်တော်အကျော်တင်တာတော်တော်အကျော်တင်တာဟမ်ရန်ဖြစ်တာဒါနောက်ဆုံးချိန်ပဲဖြစ်ပါစေနော်သွားတော့အတက်ပြန်ကြတော့ အမေကလည်းဗျာဘာလို့ကြောင်းအောင်လိုက်လာလဲတာကလေးလည်းမဟုတ်တော့ ။အော်မင်းကရဲ့နင့်ကိုကိုတီးလေးအောင်စော်ကားတာဒီတိုင်းငိမ့်ခံလာလား။ငါမိခင်တယောက်နေနဲ့ငိမ့်မခံနိုင်ဘူးပြောစရာရှိရပြောတိုင်စရာရှိရတိုင်ရမှာပဲ။ဒီစမ်းမနင့်ကဘာမှပြန်မလုပ်ခဲ့ဘူးလား ပြဿနာရဲ့အရှိရှိဖြစ်မှာဆိုလို့ပါမေကအေးကိုကလည်းအတင်းဝင်ဆွဲနေလို့ ။အေးပါကိုဘကတစ်ဖက်သက်ခံခဲ့ရတာဆိုတော့ပြောလို့ဆိုလို့ပိုကောင်းတာပေါ့ အခုကအိမ်ကိုပဲလား ။အိုးလာပါမတော်နဲ့ဗျာ။ရှက်တော်စမ်းမတော်ပါစို့မမရာမမ မှန်ဘလို့ရိုက်ခွဲတာအိမ်ဘွားဆင်းမှာ စင်းချင်းစင်း နင့်ကိုရဲကောင်တို့အဖွဲ့နဲ့မပေါင်းပါနဲ့ဆိုဘာလို့ပေါင်းနေရလဲ ဒီနေ့ဆရာအသစ်တယောက်ဆရာမတို့အတန်းနဲ့ဝင်လိုက်မယ်ဆရာကမင်းတို့ကိုဘိုင်ယိုနဲ့သင်ချသင်ပေးလိုက်မယ်ဆရာနဲ့အားလုံးအဆင်ပြေအောင်နေကြပါပြီးွားရင်ဆရာရဲ့စကားကိုအကုန်လုံးတည်တည်ချာနားထောင်ကြ အေးအောင်ဒီလိုဘာစကားပြောနေ တင်ချာကြောင်းပါ တင်ချာကလက်နဲ့တွေ့ရတာလေ မင်းတန်တာရခါမင်းတတိယရခါမင်းရဲ့အနာနာရှိနေမယ်သူပါပြောနေတဲ့အတူပြောမယ်ငုံနေတဲ့အတူငုံမယ်နှလုံးသားချင်းကအနည်းဆုံးမှာတို့ရဲ့တဲ့လေးတွေတို့ရဲ့တဲ့ချင်းလေးတွေအမှန်တရားများကပြကွယ်မသွားနိုင်ပါမြင်နိုင်တဲ့ဖြူစင်ခြင်းယူပါကွာပျော်ရွှင်ခြင်းလောကကြီးအတွက်ပေး